မင်္ဂလာပါဒီနေ့ဗီဒီယိုဖိုင်မှာတော့ Linux ရဲ့ terminal ထဲမှာအလုပ်တွေကိုပို့ပြီးတော့မြန်မြန်ဆန်ဆန်နဲ့ efficient ဖြစ်ဖြစ်လုပ်ဆောင်နိုင်မဲ့ command တွေကိုတွဲသုံးခြင်း redirection အကြောင်းတွေကိုလေ့လာသွားမှာဖြစ်ပါတယ်ဒါတွေကဒီ system မှာအလုပ်တစ်ခုပြီးတစ်ခုတစ်ကြောင်းနဲ့ဒီ command တစ်ကြောင်းတွေကိုအသုံးပြုပြီးတော့ခိုင်းစေလို့ရမယ့်ဒီလမ်းကောင်းတွေဖြစ်ပါတယ်ပထမဦးဆုံးမိတ်ဆက်ပြီးတော့ပြောပြချင်တာကတော့ ampersand နှစ်ခုကိုအသုံးပြုနေပဲဖြစ်ပါတယ်သူရဲ့သဘောတရားက ampersand ရဲ့ဒီအရှိဘက်ချက်မှာ command တစ်ကြောင်းရှိမယ် ampersand ရဲ့အနောက်ဘက်မှာ command တစ်ကြောင်းရှိမယ်ရှေ့က command အလုပ်လုပ်လို့ successful ဖြစ်သွားပြီဆိုလို့ရှိရင်နောက်မှာရှိနေတဲ့ command ကိုဆက်ပြီးတော့လုပ်မယ်ဆိုတဲ့သဘောတရားကိုပြောချင်တာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ဒီ system ကို update လုပ်မယ်ဆိုတဲ့ command လေးတစ်ကြောင်းရှိမယ် system ကို update လုပ်ပြီးတာနဲ့ကျွန်တော်တို့ tree ဆိုတဲ့ package လေးကို install လုပ်မယ်ဒါဆိုရင်ကျွန်တော်တို့က command ကိုနှစ်ကြောင်းရိုက်ရမယ်ဘယ်လို command တစ်ကြောင်းဖြစ်မလဲဆိုတော့ sudo apt -y up dat update system ကို update လုပ်မယ် yes or no မေးတယ်ဆိုရင် yes လို့တခါလေးဖြည့်ပြီးသားဖြစ်အောင် -y ဆိုတဲ့ option လေးကိုထည့်ပေးခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့က application တစ်ခုသို့မဟုတ် package တစ်ခုကို install လုပ်ချင်တယ်ဆိုရင် apt-y install package ရဲ့ name လေးပေါ့ဒီမှာတော့အလွယ်တကူပဲ tree ဆိုတဲ့ package လေးကိုထည့်မယ်ဒါဆိုရင်ကျွန်တော်ရေးရမယ့် command နှစ်ကြောင်းဖြစ်သွားလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ကတစ်ကြောင်းနဲ့ရိုက်ချင်တယ်ဆိုလို့ရှိရင် sudo apt-y-y ပေါ့နော် update ampersand sudo apt-y install tree ဒါဆိုရင်သူရဲ့သဘောတရားကဘယ်လိုဖြစ်မလဲဆိုတော့ system တစ်ခုလုံးကို update လုပ်ပါမယ် yes ပေါ့နော်အဲ့ဒီ command လေးအလုပ်လုပ်လို့အဆင်ပြေတယ် successful ဖြစ်တယ်ဆိုရင်ဒီနောက်မှာရှိနေတဲ့ command ကိုဆက်ပြီးလုပ်မယ်ဆိုတော့ system ကို update လုပ်မယ် successful ဖြစ်ရင် tree ဆိုတဲ့ package လေးကိုပါထပ်ပြီးတော့ install လုပ်မယ်ဆိုပြီးတော့ပြောတာပါဆိုတော့ဒီ command လေးကိုကျွန်တော်တို့ enter ခောက်ပြီးတော့ run ခိုင်းလိုက်လို့ရပါတယ်ဒီအချိန်ဒီမှာတော့သူကဘာတောင်းလဲဆိုတော့ကျွန်တော်တို့ဒီ vbox user ရဲ့ဒီ sudo password ကိုလာပြီးတော့တောင်းပါတယ်အဲ့ဒီ password လေးကိုတော့တစ်ချိန်ထည့်ပေးရပါမယ်ဒါဆိုရင်သူကဒီမှာ command တစ်ပိုင်း run သွားပြီးတယ်ဒီ package တွေ73ခုဒီ upgrade တဲ့လုပ်လို့ရမယ် upgrade လုပ်လို့ရမယ်ပြီးရင် tree ဆိုတဲ့ package လေးကို install လုပ်သွားမယ်ဆိုတော့အဆင့်နှစ်ဆင့်ကိုသူဒီမှာအောက်ဖို့အနေနဲ့ထုတ်ပြပေးသွားပါတယ်အဲ့ဒီတော့ဒီသင်္ကေတလေးကိုကျွန်တော်တို့က command နှစ်ခုတည်းတင်မကဘူးနှစ်ခုထက်မကပို့ပြီးတော့ command 3ခု4ခုလောက်အထိကိုကျွန်တော်တို့ကတွဲပြီးတော့တကြောင်းနဲ့ရိုက်ပြီးတော့ခိုင်းစေမယ်ဆိုရင်လည်းခိုင်းစီလို့ရပါတယ်ဥပမာကျွန်တော်တို့ mkdir ဒါက directory တစ်ခုဆောက်တာကျွန်တော်တို့အရှိ video file တွေမှာပါပြီးသားပါဒီဟာအကြောင်း dir1 ဆိုတဲ့ directory တစ်ခုဆောက်မယ်ပြီးရင်ဆက်မယ် cd space dir1 ဆိုတော့ဒီ command နှစ်ကြောင်းဒီ dir1 ဆိုတဲ့ directory အသစ်တစ်ခုကိုဆောက်မယ်ဆောက်လို့ပြီးပြီဆိုတာနဲ့အဲ့ dir1 နဲ့ကို change directory cd ဆိုတဲ့ command ကိုသုံးပြီးတော့အဲ့ directory ကိုဝင်မယ်ပြီးရင်ထပ်လုပ်မယ်ဘာလုပ်မှာလဲဆိုတော့ dash file1 file1 ဆိုတာကိုဆောက်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ command က3ကြောင်းဖြစ်သွားပြီ3မျိုးဖြစ်သွားပြီ directory အသစ်ဆောက်မယ်အဲ့ directory ကိုဝင်မယ် file တစ် file ဆောက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါလေးကို enter ခောက်ပေးလိုက်မယ်ဟောဒါဆိုရင်ကျွန်တော်တို့ဒီ enter ခောက်လိုက်တာနဲ့သူကဘယ်ညရောက်သွားလဲဆိုတော့ဒီ vbox user ရဲ့ home directory ကနေပြီးတော့ dir1 ဆိုတဲ့ directory အောက်ထဲကိုရောက်သွားတယ်အဲ့ဒီရောက်သွားတဲ့အပြင်မှာကျွန်တော် ls နဲ့ခေါ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီနောက်မှာတခါတည်းဆောက်ခဲ့တဲ့ file 1ဆိုတာလေးကိုပါတခါတည်းတန်းပြီးတော့မြင်နေရတယ်ဆိုတော့ဒီမှာကျွန်တော်တို့တကယ်ဆိုရင်တော့ command 3ခါရိုက်ရမှာပေါ့နော် mkdir dir1 ဆိုတဲ့ command တစ်ခါရိုက် enter ခောက်ပြီးရင် cd dir1 ဆိုပြီးတော့ command တစ်ခါရိုက် enter ခောက်ပြီးရင် dash file1 ဆိုပြီးတော့ command တစ်ခုထပ်ရိုက် enter တစ်ချက်ထပ်ခောက်ဒါတို့ဒီမှာ command 3ချောင်းကို3ခါရိုက်မဲ့အစားဒီသင်္ကေတလေးကိုကျွန်တော်တို့ကအသုံးပြုပြီးတော့တစ်ချောင်းနဲ့ပဲပြီးအောင်ရိုက်သွားလို့ရပါတယ်နောက်တစ်ဆင့်ကတော့ကျွန်တော်တို့အလွယ်တကူပြောလို့ရတဲ့ greater than ဆိုတဲ့သင်္ကေတလေးပါဒီ greater than ဆိုတဲ့သင်္ကေတလေးကိုကျွန်တော်တို့အရှိမ video file တွေထဲမှာကျွန်တော်တို့ echo ဆိုတဲ့ command လေးနဲ့တွဲပြီးတော့သုံးခဲ့မှုတယ်အဲ့ဒီမှာလည်းကျွန်တော်နည်းနည်းလေးပြောပြခဲ့မှုတယ်တခုမှတ်ထားရမှာကကျွန်တော်တို့ကဒီ greater than ဆိုတဲ့မြားလေးတစ်ချောင်းနဲ့ကသူကဒီရှိနေပြီးသား file အဟောင်းထဲမှာ override လုပ်သွားတာဖြစ်ပြီးတော့အဲ့ဒီ file အဟောင်းထဲမှာရှိနေတဲ့စာသားတွေကိုဖျက်ပြီးတော့အသစ်အနေနဲ့အစားထိုးသွားတယ် override လုပ်သွားတာဖြစ်ပြီးတော့ဒီ
greater than သင်္ကေတလေးနှစ်ခုမျှကောင်းလေးနှစ်ချောင်းပေါ့နော်အဲ့ဒီနှစ်ခုကတော့စာသားအဟောင်းနေကြတဲ့မှာအသစ်ကိုထပ်ဖြည့်တဲ့ append လုပ်တဲ့သဘောပါပဲဒါတွေကကျွန်တော်တို့က echo နဲ့ကျွန်တော်တို့အရှိသင်ခန်းစာမှာနမူနာစမ်းပြခဲ့တဲ့ echo တစ်ခုတည်းနဲ့မကဘဲနဲ့တခြား command တွေရဲ့ output result ကိုသိမ်းဆည်းပြီးတော့တခြားတစ်နေရာမှာသွားပြီးတော့သုံးမယ်ဆိုလို့ရှိရင်လည်းဒီ redirection သင်္ကေတကိုထည့်ပြီးတော့သုံးလို့ရပါတယ်ဥပမာကျွန်တော်တို့အခုလက်ရှိရောက်နေတဲ့ working directory ထဲမှာကျွန်တော်တို့ alex ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ output result တစ်ခုကိုထုတ်ပြီးတော့ပြရတယ်အခုလက်ရှိ home directory ထဲမှာရှိနေတဲ့ file တွေ directory တွေ folder တွေကိုသူထုတ်ပြပေးပါတယ်အဲ့တော့ဒီဟာတွေကိုကျွန်တော်တို့ကဒီ terminal ရဲ့ output မှာတင်ထုတ်ပြပေးတာမျိုးမဟုတ်ဘဲနဲ့ file လေးတစ်ခုတည်းကိုသွားပြီးတော့သိမ်းကျင်တယ်အဲ့လိုသိမ်းကျင်တဲ့အခြေအနေမှာကျွန်တော်တို့ကဒီ redirection ကိုသုံးလို့ရပါတယ်ဥပမာ ls ဆိုပြီးတော့ရိုက်လိုက်တဲ့ command ကနေထွက်လာတဲ့ output ကိုကျွန်တော်တို့ကဘယ်ထဲကိုထည့်မှာလဲဆိုတော့ output.txt ဆိုတဲ့ file လေးကိုထည့်ပါမယ်ဆိုပြီးတော့ပြောခဲ့လိုက်မယ်ပြီးရင် enter ခေါက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ enter ခေါက်လိုက်တဲ့အချိန်မှာဒီလိုမျိုး desktop တို့ download တို့ဆိုတဲ့ output result ကို terminal မှာထုတ်မပြတော့ဘူးထုတ်မပြဘဲနဲ့ဘယ်ကိုရောက်သွားလဲဆိုတော့ output.txt ဆိုတဲ့ text file လေးတစ်ခုကို create လုပ်သွားပြီးတော့အဲ့ဒီထဲလေးကိုကျွန်တော်တို့ result ကိုထည့်ပေးတယ်အဲ့တော့ဒီထဲထဲမှာဘာရောက်သွားလဲဆိုတာကိုသိချင်ရင်ကတ်နဲ့ဖတ်လို့ရပါတယ်ကတ်နဲ့ဖတ်လိုက်တော့ကျွန်တော်တို့အခုဒီမှာမြင်နေရတဲ့ folder နာမည်တွေ directory နာမည်တွေ file နာမည်တွေဒီနေရာမှာတွေ့နေရပါတယ် okay ကျွန်တော်တို့အဲ့ဒီ command လေးကိုပဲထပ်ပြီးတော့ရိုက်မယ်ကတ်နဲ့ထပ်ပြီးတော့ကြည့်မယ်ခုနကတော့ result အတိုင်းပဲကျွန်တော်တို့မြင်ရတယ် okay ဒီနေရာမှာကျွန်တော်တို့ကဒီမြားကောင်းလေးနှစ်ခုပေါ့နော် greater than သင်္ကေတလေးကိုကျွန်တော်နှစ်ခုထပ်ပြီးတော့သုံးမယ်အဲ့လိုသုံးနေဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ငကိုရှိပြီးသားဒီ file လေးထဲမှာဒီ data လေးတွေရှိနေပြီးသားဖြစ်မယ်ဒီမှာ greater than သင်္ကေတလေးနှစ်ခုကိုသုံးလိုက်တဲ့အတွက်ကြောင့်မလို့ append လုပ်သွားမယ်ရှိပြီးသားစာတွေကိုမဖြတ်ဖဲနဲ့နောက်ထပ်ဝင်လာတဲ့ဒီ output result တွေကိုကျွန်တော်တို့ကဒီနေရာမှာထပ်ပြီးတော့တိုးပြီးတော့ထည့်ပေးသွားမယ် enter ခေါက်လိုက်ပါမယ်ကျွန်တော်တို့ကက်နဲ့ဖတ်ကြည့်မယ်ဖတ်ကြည့်တော့ကျွန်တော်တို့ဘယ်လိုမြင်ရလဲဆိုတော့နှစ်ကြိမ်စာမြင်ရတယ်ပေါ့နော်ဒီကနေပြီးတော့ဒီထီကပထမ command ရိုက်တုန်းကဝင်လာတဲ့ result ပါဒီကနေပြီးတော့ဒီထီကကျွန်တော်တို့ကဒုတိယ command ဆိုတာက greater than သင်္ကေတလေးနှစ်ခုနဲ့ရိုက်လိုက်တဲ့အချိန်မှာဝင်လာတဲ့ result ပါဆိုတော့ကျွန်တော်ထပ်ပြီးတော့အဲ့ဒီတိုင်းပဲဒီ greater than သင်္ကေတလေးနှစ်ခုကိုထပ်ပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်စာတွေကအောက်မှာထပ်ပြီးတော့တိုးလာမှာဖြစ်ပါတယ်အဲ့ဒီအခြေအနေမှာကျွန်တော်တို့က greater than သင်္ကေတလေးတစ်ခုတည်းနဲ့ပဲရိုက်မယ်ဆိုလို့ရှိရင်ရှေ့မှာစာတွေဘလောက်ပဲများနေအကုန်လုံးဖြတ်သွားပြီးတော့အခုလက်ရှိဒီ command ကိုရိုက်တဲ့အချိန်မှာထွက်လာတဲ့ result တစ်မျိုးတည်းကိုပဲ input အနေနဲ့ထည့်သွင်းပေးမှာဖြစ်ပါတယ်အခုထပ်ပြီးတော့ပြောပြပေးမယ်ကျွန်တော်တို့ဒီ sample လေးတစ်ခုကတော့ pipe ဆိုတဲ့ sample လေးဖြစ်ပါတယ်သူရဲ့ keyboard ခလုတ်လေးကဘယ်နေရာမှာရှိလဲဆိုတော့ enter ခလုတ်လေးရဲ့အပေါ်နားလေးမှာအများသောအားဖြင့်ရှိတတ်ပါတယ် downlight ဒီမြင်းချောင်းလေးတစ်ချောင်းမှာအဲ့ဒါကျွန်တော်တို့ကဒီမှာ pipe လို့ခေါ်ပါတယ် pipeline သင်္ကေတလို့ကျွန်တော်တို့ပြောလို့ရတယ်သူရဲ့အလုပ်လုပ်ပုံကဘယ်လိုလဲဆိုတော့အရှိကဒီ pipeline ရဲ့အရှိမှာဒီလက်ရှိပြထားတဲ့ဒီ pipe လေးရဲ့ဒီအရှိမှာ command တစ်ချောင်းရှိမယ်ဒီ pipe လေးရဲ့နောက်ဘက်မှာ command တစ်ချောင်းရှိမယ်အဲ့တော့သူရဲ့အလုပ်လုပ်ပုံကဘယ်လိုလဲဆိုတော့အရှိက command ကနေပြီးတော့မှထွက်လာတဲ့ output result ကိုဒီ terminal screen ပေါ်မှာမပြဘဲနဲ့အနောက်က command တစ်ခုစီကို input အနေနဲ့ဓာတ်ရိုက်လွှဲပြောင်းပြီးတော့ထည့်ပေးတဲ့ပုံစံမျိုးသုံးမယ်ဆိုရင်ဒီ pipeline သင်္ကေတလေးကိုသုံးလို့ရပါတယ်ဥပမာကျွန်တော်တို့အခုလက်ရှိရောက်နေတဲ့ working directory ထဲမှာ file အရေးအတွက်ဘယ်နှ file ရှိလဲဆိုတာကိုရေးတွက်ချင်တယ်ဆိုပါတော့เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့က ls command ကိုရိုက်တယ်ဆိုလို့ရှိရင်ဒီအောက်ထဲမှာရှိနေတဲ့အခုလက်ရှိဒီ working directory ထဲမှာရှိနေတဲ့ file တွေ folder တွေကိုထုတ်ပေးမယ်အဲ့ဒီ result ကလေးကိုကျွန်တော်တို့က pipe လေးခံပြီးတော့စာကြောင်းရေးတွက်တဲ့ wc လို့ခေါ်တဲ့ word count wc ဆိုတဲ့ command လေးနဲ့တွဲပြီးတော့သုံးလိုက်မယ်ဆိုလို့ရှိရင်ဒီ ls ကထွက်လာတဲ့စာရင်းကို ls ကိုရိုက်တဲ့အချိန်မှာထွက်လာတဲ့ output result ကို wc ဆိုတဲ့ command နဲ့ word count ပြန်လုပ်ပြီးတော့စစ်လိုက်မယ်ဆိုလို့ရှိရင်အထဲထဲမှာ file စာရင်းစုစုပေါင်းဘယ်နှ line ရှိလဲဆိုတာကိုရေးတွက်ပြီးတော့စုစုပေါင်းဘယ်နှခုရှိလဲဆိုတာကိုထုတ်ပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ ls ဆိုပြီးတော့ကြည့်လိုက်တဲ့အချိန်မှာ directory ဘယ်နှခုရှိလဲဆိုတော့အပြာရောင်သင်္ကေတနဲ့ရေးထားတာက1 2 3 4 5 6 9 10 10ခုရှိမယ် file က2ခုရှိမယ်အဲ့တော့ directory က10ခု file က2ခုရှိနေတာပေါ့နော်ဆိုတော့အဲ့ဒီ ls ဆိုတဲ့ command ကိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ထွက်လာတဲ့
ဒီ output result ကို pipeline လေးခံပြီးတော့ WC ဆိုတဲ့ command လေးကိုသုံးမယ် WC ဆိုတဲ့ command word count ပေါ့နော်စကားလုံးကိုရေးတွက်ပေးတာအဲ့ဒီထဲကနေမှကျွန်တော်တို့က -l ဆိုတဲ့ line ကိုပဲကျွန်တော်တို့ယူမယ်စလုံးတစ်လုံးချင်းစီကိုမယူဘူး line ကိုပဲယူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ -l ဆိုတဲ့ကျွန်တော်တို့ option လေးကိုခံပြီးသုံးပေးရတယ်ပြီးရင် enter ခေါက်လိုက်မယ်ဒါဆိုရင်ဘယ်နှခုမြင်ရလဲဆိုတော့12ဆိုပြီးမြင်ရတယ်အဲ့ဒီ12ကဘာကိုပြောရလဲဆိုတော့ dietary 10ခု file 2ခုစုစုပေါင်း12ခုရှိပါတယ်ဆိုတာကိုသူကထုတ်ပြပေးတာပါဒါဆိုရင်ကျွန်တော်တို့ကဒီ ls ဆိုတဲ့ command လေးကိုရိုက်တဲ့အဲ့ဒီရိုက်လို့ထွက်လာတဲ့ result ကိုကျွန်တော်တို့ကဒီ wc ဆိုတဲ့ command လေးရဲ့ input အနေနဲ့ပြန်ထည့်ပြီးတော့နောက်က -l ဆိုတဲ့ line အရေးအတွက်ကိုရည်တွက်တဲ့ option လေးကိုထည့်ပေးလိုက်တဲ့အချိန်မှာဒီအောက်ထဲမှာ dietary file စုစုပေါင်း12ခုရှိပါတယ်ဆိုတဲ့ output result ကိုထုတ်ပြပေးပါတယ်နောက်ထပ်တကယ်ကျွန်တော်တို့လက်တွေ့လုပ်ငန်းခွင်ထဲမှာအသုံးဝင်တဲ့ဥပမာတစ်ခုကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ကွန်ပျူတာထဲမှာလက်ရှိအလုပ်လုပ်နေတဲ့ software တွေ process တွေကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ps ဆိုတဲ့ command လေးကိုသုံးပါတယ်နောက်မှာ option အနေနဲ့ aux ဆိုတဲ့ option လေးကိုထည့်ပြီးတော့သုံးပါတယ်ဆိုတော့သူ့ကိုကျွန်တော်တို့ enter ခောက်လိုက်မယ်ဆိုလို့ရှိရင်လက်ရှိဒီ Linux system ပေါ့နော်ဒီ Ubuntu မှာ running ဖြစ်နေတဲ့ process တွေအများကြီးကိုသူကဒီမှာ output အနေနဲ့ထုတ်ပြပေးပါတယ်ဆိုတော့ဒီမှာ process တွေကအရင်များတော့ကြည့်တော့ကျွန်တော် score ဒီ mouse ကနေ score wheel လေးကိုဆွဲပြီးတော့လှိမ့်တာတောင်မှတော်တော်လေးလှိမ့်ပြီးတော့ကြည့်ရတယ်ပေါ့နော်အဲ့တော့ဒီ ps AUH ဆိုတဲ့ကျွန်တော်တို့ command လေးကိုပဲရိုက်ပြီးတော့ကြည့်မယ်ဆိုရင်စာကြောင်းတွေအများကြီးဆိုတော့ကျွန်တော်တို့ရှားဖွေရတာခက်တယ်ဒီစာကြောင်းတွေတွေကမှကိုရှာခြင်းတဲ့ဟာကိုကျွန်တော်တို့ဒီ line တစ် line ချင်းစီသွားပြီးတော့ရှာနေရတော့အဆင်မပြေနေဘူးအဲ့တော့ကျွန်တော်တို့ကဒီထဲမှာထားပါတော့ကျွန်တော်တို့ SSH ဆိုတဲ့ဒီ remote ချိန်လို့ရတဲ့ဒီ remote software လေးပေါ့နော်အဲ့ဒီ software လေးကကျွန်တော်တို့ဒီ Linux system မှာကျွန်တော်တို့ရဲ့ဒီ Ubuntu system မှာလက်ရှိrun နေလားမ run နေဘူးလားဆိုတာကိုတီးသန့်ရှာခြင်းတယ်ဆိုရင်ကျွန်တော်တို့ရှာရမယ့် keyword လေးက SSH ပေါ့နော် SSH ဆိုတဲ့ keyword လေးကိုသုံးပြီးတော့ရှာမယ်ဘယ်လိုရှာလဲဆိုလို့ရှိရင် ps auh ဆိုတဲ့ command လေးကို run လိုက်မယ်သူ့ရဲ့ output result ကို terminal မှာထုတ်မပြစေချင်ဘူးအဲ့တော့ကျွန်တော်တို့က pipe လေးခံပြီးတော့ကျွန်တော်တို့ရှာခြင်းတဲ့စာသားလေးပေါ့နော်ဥပမာဒီမှာဆိုရင်ကျွန်တော် SSH ကိုရှာမှာပေါ့အရှိမ grep ဆိုတဲ့ command လေးကိုသုံးပြီးတော့ SSH ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်ပေးလိုက်မယ်ဒါဆိုရင်သူ့ရဲ့ command ကဘယ်လိုသွားလဲဆိုရင် ps AUH ဆိုပြီးတော့ command လေးကိုသုံးလိုက်မယ်သူရဲ့ command ကဘာလုပ်ပေးတာလဲဆိုတော့လက်ရှိဒီ Ubuntu system မှာ running ဖြစ်နေတဲ့ process တွေအကုန်လုံးကိုထုတ်ပြပေးမယ်ဒါပေမဲ့အနောက်မှာ pipe သင်္ကေတလေးရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီ result တွေအကုန်လုံးကို process တွေအကုန်လုံးကို terminal screen မှာမဖော်ပြဘူးမဖော်ပြဘဲနဲ့ဒီဘယ်ဟာကိုပဲဖော်ပြစေခြင်းလဲဆိုတော့ SSH ဆိုတဲ့စကားလုံးလေးပါနေတဲ့စာသားတစ်ချောင်းလေးကိုပဲစာချောင်းလေးတွေကိုပဲကျွန်တော်ရွေးချယ်ပြီးတော့ထုတ်ပြပေးစေခြင်းနဲ့ grep ဆိုတဲ့ command လေးကိုသုံးပြီးတော့ဒါဆိုရင်ကျွန်တော် enter ခောက်လိုက်မယ်ဒါဆိုရင်ဒီမှာ SSH ဆိုတဲ့စကားလုံးပါနေတဲ့ဟာလေးကို highlight လေးနဲ့အနီရောင်ပြပြီးတော့သူပါဝင်နေတဲ့ line စာချောင်းလေးတွေကိုပဲသူက output အနေနဲ့ထုတ်ပြပေးတယ်ဒီလိုမျိုး root နဲ့စားတဲ့စာချောင်းတွေတခြားသော SSH ဆိုတဲ့စကားလုံးမပါတဲ့စာချောင်းတွေကိုထုတ်ပြပေးမှာမဟုတ်ဘူးဒီမှာတစ်ချောင်းနှစ်ချောင်းသုံးချောင်းပဲသူထုတ်ပြပေးတယ်ဆိုတော့ဘယ်နေရာမှာအသုံးဝင်လဲဆိုရင်ကျွန်တော်တို့ test file တစ် file ရှိနေတယ်အဲ့ဒီ test file တစ် file ထဲမှာကျွန်တော်တို့ကစကားလုံးလေးတစ်လုံးနှလုံးရှာခြင်းနဲ့ပဲထားပါတော့ဒါဆိုရင်ကျွန်တော်အဲ့ test file ကိုဖွင့်ပြီးလို့ရှိရင်တစ်ချောင်းချင်းစီလိုက်ဖတ်ပြီးတော့တွေ့တဲ့စာအုပ်ကျွန်တော်တို့ကသွားပြီးတော့ရှာရတာမျိုးမလုပ်ဖဲနဲ့ဒီလိုမျိုး grep ဆိုတဲ့ command လေးကိုသုံးပြီးတော့ရှာလို့ရပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ကအရှိမ output.txt ဆိုတဲ့ကျွန်တော်တို့ output file လေးတစ်ခုကျွန်တော်တို့အရှိမဖန်တီးခဲ့တာရှိတယ်အဲ့ထက်ကနေပြီးတော့မှကျွန်တော်တို့ကဒီမှာdownload ဆိုတဲ့စာသားလေးပါလားမပါလားဆိုတော့ကျွန်တော်တို့ရှာခြင်းတယ်ဒါဆိုရင်ကျွန်တော်တို့က cat ဆိုတဲ့ command လေးကိုသုံးပြီးတော့ဒီစာ file လေးကိုဖတ်လို့ရတယ်ဒီဟာတော့ကျွန်တော်တို့ကစာကြောင်းလေးတွေကနည်းတယ်ဆိုတော့ download ဆိုတဲ့ဒီစာသားလေးပါမပါကိုကျွန်တော်တို့ကမျက်စိနဲ့ရှာလို့လွယ်တယ်အဲ့လိုမဟုတ်ဘူးစကားလုံးတွေကအများကြီးဖြစ်နေမယ်စာ file တွေကအရှည်ကြီးဖြစ်နေမယ်ဆိုရင် cat ဆိုတဲ့ command လေးကိုသုံးပြီးတော့ output.txt ကိုဖတ်မယ်ဒါပေမဲ့ဖတ်လို့ရတဲ့ result ကိုကျွန်တော်တို့က pipe ဆိုတဲ့ pipeline လေးခံပြီးတော့ဘလို့ပြန်ရှာမလဲဆိုရင် grep ဆိုပြီးတော့ download ဆိုတဲ့စာသားလေးကိုပဲရွေးပြီးတော့ထုတ်ပြပေးပါဆိုပြီးတော့ကျွန်တော်တို့ကရှာခိုင်းလို့ရတယ်ဒါဆိုရင် download ဆိုတာကျွန်တော်တို့နှစ်ခုရှိပါတယ်ဆိုတဲ့အကြောင်းကိုထုတ်ပြပေးတယ်အဲ့ဒီနှစ်ခုကဘယ်ထဲမှာရှိတာလဲဆိုတော့ output.txt ဆိုတဲ့ file ထဲမှာရှိနေတာပါအဲ့တော့ကျွန်တော်တို့က
ဒီမှာတစ်ခုရှိမယ်ဒီမှာတစ်ခုရှိတာပေါ့အဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကရှာလို့ရတယ်အဓိကကတော့ကျွန်တော်တို့ကဒီအရှိမရှိနေတဲ့ command ရဲ့ output result ကိုအနောက်မှာရှိနေတဲ့ command ရဲ့ input အနေနဲ့ထည့်သွင်းပြီးတော့အသုံးပြုမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီ pipeline ဆိုတဲ့သင်္ကေတလေးကိုသုံးတာဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ကိုတို့အမားတို့အနေနဲ့ Linux terminal ရဲ့ကျွန်တော်တို့ command တွေစုပေါင်းပြီးတော့အသုံးပြုတဲ့နည်းကိုလေ့လာခဲ့တာဖြစ်ပါတယ်နောက်ထပ် video file တွေမှာလည်းကျွန်တော်တို့ဘာတွေလာမလဲဆိုတော့ဒီ Linux system တစ်ခုလုံးရဲ့ဒီလုံခြုံရေးအတွက်ကိုအရေးကြီးတဲ့ user တွေ groups တွေ permission တွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီ video file လေးကိုသဘောကျတယ်ဆိုလို့ရှိရင် like လုပ်ထားပေးပြီးတော့နောက်ရက်မှာကျွန်တော်တင်ပေးမဲ့ video လေးတွေကိုလည်းဆက်ပြီးတော့ကြည့်လို့ရအောင် channel လေးကို subscribe လုပ်ပေးထားပါအောင်အားလုံးပဲအဆင်ပြေကြပါစေနောက် video တွေမှာပဲပြန်ပြီးတော့တွေ့ကြပါမယ်